ဆက်သွားမယ်နော် take a bite ဆိုတာတကိုက်ကိုက်တာကိုပြောတယ်ပြီးရင် take a sip ဆိုတာရေတငုံလေးတောက်တာဖြစ်အချူရေတငုံလေးတောက်တာဖြစ် take a sip လို့သုံးလို့ရတယ်ပြီးရင် why are you silent WH question เนาะဒါကအဲကြောင့်မလို့မင်းဘာလို့ညိတ်နေတာလဲတဲ့เนาะ why are you silent ဟုတ်ပြီနောက်တစ်လုံးအနေနဲ့ what is it ဒါကသုံးနေကြပဲ what is it ဒါပါလဲဟုတ်ပြီhow did you get hurt ဘယ်လိုခိုက်မိတာလဲဘယ်လိုထိခိုက်မိတာလဲအဒဏ်ရတာလဲပေါ့နော်ပြီးရင်နောက်ဆုံးတစ်လုံးအနေနဲ့ what happened ဘာမှမသိဘူးဆိုရင် what happened ဘာဖြစ်တာလဲပေါ့နော် okay